မြန်မာနိုင်ငံသားတွေအများဆုံးပြောင်းရွှေ့နေထိုင်ကြတဲ့နိုင်ငံ9နိုင်ငံပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကျမတို့မြန်မာနိုင်ငံသားတွေဟာဘဝအိမ်မက်တွေကိုဖန်တီးရင်ကမ္ဘာနေရာနှံ့ပြားကိုပြောင်းရွှေ့နေထိုင်ကြရပုံနဲ့အထူးသဖြင့်မြန်မာလူမျိုးတွေအများဆုံးရောက်ရှိနေထိုင်ရာကမ္ဘာထိပ်တန်းနိုင်ငံကြီး9နိုင်ငံအကြောင်းကိုမျှဝေပေးခြင်းပါတယ်ရှင်။တကယ်တော့ကျမတို့ရဲ့ရွှေ့ပြောင်းသွားလာမှုတမိုင်းဟာမလွယ်ကူတဲ့လမ်းကြောင်းတွေနဲ့ကြီးမားတဲ့ဆွန့်လွတ်အနစ်နာခံမှုတွေနဲ့ပြည့်နှက်နေတာကိုတွေ့ရမှာပါရှင်။အဲ့ဒီနိုင်ငံ9နိုင်ငံရဲ့အဓိကအချက်တွေကိုအောက်ပါအတိုင်းဆက်လက်လေ့လာကြည့်ကြရအောင်ပါ။နံပါတ်1ထိုင်းနိုင်ငံ Thailand အိန္ဒိယထိုင်းနိုင်ငံဟာမြန်မာလူသား1.4 တန်းခန့်မှာအချို့ခံမှန်းချက်အရ9တန်းအထိအများဆုံးနေထိုင်ရာနိုင်ငံဖြစ်ပါရဲ့နော်။ဒီလိုကြီးမားတဲ့ရွှေ့ပြောင်းမှုဟာပုံမကောင်းမွန်တဲ့လောက်ခလာစားနဲ့စီးပွားရေးခွင့်လန်းတွေကြောင့်ဖြစ်ပေါ်လာတာပါ။ကျမတို့မြန်မာလူမျိုးတွေဟာထိုင်းနိုင်ငံရဲ့စက်မှုလုပ်ငန်း၊ဆောက်လုပ်ရေးနဲ့စိုက်ပျိုးရေးကဏ္ဍတွေမှာလှုပ်အားပေးရင်းရပ်တည်နေကြပြီးအများအားဖြင့်နေဆက်ဒေသတွေမှာမိမိတို့ရဲ့အရင်ကျေးမှုမပြတ်စုပေါင်းနေထိုင်တတ်ကြတာကိုတွေ့ရပါတယ်ရှင်။လုံအားအတိကထားရတဲ့ဒီအလုပ်တွေမှာလောက်ကင်နေရတာကြောင့်တရားဝင်နေထိုင်ခွင့်အခြေအနေတွေနဲ့အမျက်ထုတ်ခံရမှုစိန်ခေါ်မှုတွေဟာရွှေ့ပြောင်းလုပ်သားတိုင်းအတွက်စိုးရိမ်စရာအခြေအနေတစ်ခုပဲဖြစ်နေပါသေးတယ်နော်။နံပါတ်2မလေးရှားနိုင်ငံမလေးရှားနိုင်ငံမှာတော့ပုံမကောင်းမွန်တဲ့ဝင်ငွေနဲ့အလုပ်ကိုင်ရှာဖွေသူတွေပြင်နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ခိုလုံရာရှာဖွေသူတွေဒုက္ခသည်တွေပါနေထိုင်ကြပါတယ်ရှင်။အထူးသဖြင့်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအောင် UNHCR မှာမှတ်ပုံတင်ထားတဲ့1,9,900 ကျော်သောဒုက္ခသည်တွေထဲမှာကျမတို့မြန်မာနိုင်ငံသားတွေဟာအများဆုံးပါဝင်နေတာကိုတွေ့ရပါတယ်နော်။အများစုကကုန်ထုတ်လုပ်မှု၊စိုက်ပျိုးရေး၊ရာဘာခြံ၊စီအုံးခြံနဲ့ဝန်ဆောင်မှုကဏ္ဍတွေမှာအလုပ်လုပ်ကိုင်နေကြပြီးကွာလာလမ်ပူနဲ့ပီနန်းလိုမြို့ကြီးတွေမှာစုပေါင်းနေထိုင်ကြပါတယ်။ဒါပေမဲ့ခိုလုံရာရှာဖွေသူတွေအနေနဲ့နေထိုင်မှုစံတမ်းမတည်ငြိမ်မှုနဲ့အခက်အခဲတွေကြားကနေဘဝကိုရုန်းကန်စူးစမ်းကြရတာကတော့စိတ်မကောင်းစရာအခြေအနေတစ်ခုပါပဲရှင်။နံပါတ်3ဘင်္ဂလားဒေ့ရှ်နိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ထူးခြားတဲ့အခြေအနေတစ်ခုပါ။ဒီနိုင်ငံမှာနေထိုင်သူအများစုဟာပုံမှန်စီးပွားရေးရွှေ့ပြောင်းသူတွေမဟုတ်ပဲ2018ခုနှစ်နောက်ပိုင်းမှာထွက်ပြေးလာကြတဲ့ရိုဟင်ဂျာဒုက္ခသည်တသန်းနီးပါးပဲဖြစ်ပါတယ်ရှင်။သူတို့ဟာကော့စ်ဘာဇာအနီးမှာရှိတဲ့ကမ္ဘာအကြီးဆုံးဒုက္ခသည်စခန်းများမှာခိုလုံနေကြရပြီးနေ့စဉ်ဘဝအတွက်စားနပ်ရိက္ခာ၊ကျန်းမာရေးဆောင်ရှားမှုနဲ့လုံခြုံရေးတို့ကိုနိုင်ငံတကာအကူအညီတွေကိုသာအားထားရင်းနဲ့ရုန်းကန်နေကြရပါရဲ့နော်။ရေရှည်ဒုက္ခသည်ဘဝကိုဖျက်ဆီးနေရတဲ့ဒီညီကိုမောင်နှမတွေဟာကျန်းမာရေးနဲ့ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတွေနဲ့နေ့စဉ်ရင်ဆိုင်နေရတာကတကယ်ကိုချင်းစာစရာပါပဲရှင်။နံပါတ်4တရုတ်နိုင်ငံ Chinaအိန္ဒိယတရုတ်နိုင်ငံမှာမြန်မာနိုင်ငံသား3,500,000 ခန့်နေထိုင်ပြီးတော့အများစုဟာနေဆက်ကုန်သွယ်ရေးနဲ့စီးပွားရေးလှုပ်ရှားမှုတွေကြောင့်ယူနန်နေဆက်တစ်လျှောက်မှာအခြေချကြပါရဲ့နော်။မြန်မာနိုင်ငံသားတွေဟာနေ့စဉ်လုံအားကပုံမရရှိနိုင်မဲ့လုပ်တွေကိုရှာဖွေရင်းစိုက်ပျိုးရေးနေဆက်ကုန်သွယ်ရေးနဲ့အသေးစားဝန်ဆောင်မှုလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်ကြပါတယ်။နေဆက်ဒေသဖြစ်တဲ့အတွက်မိခင်နိုင်ငံနဲ့နှိစပ်ပြီးမိမိတို့ရဲ့ယဉ်ကျေးမှုနဲ့ဓလေ့တွေကိုတခြားနိုင်ငံတွေထက်ပုံမထင်ထင်ရင်ရပ်တည်နေကြတာကိုတွေ့ရပေမဲ့တရားဝင်အလုပ်လုပ်ခွင့်ကန့်သတ်ချက်တွေကြောင့်အမျက်ထုတ်ခံရမှုအန္တရာယ်တွေနဲ့ရင်ဆိုင်ရတတ်ပါတယ်ရှင်။နံပါတ်5အမေရိကန်ပြည်ထောင်စု USAအမေရိကန်ပြည်ထောင်စုမှာမြန်မာနိုင်ငံသား2,300,000 ကျော်နေထိုင်ကြပြီးအများစုဟာစီးပွားရေးလုပ်သားထက်နိုင်ငံရေးခိုလုံခွင့်ရသူများနဲ့နိုင်ငံသားများဖြစ်ကြပါတယ်ရှင်။အမေရိကန်ရဲ့လူခွင့်ရေးဆိုင်ရာလုံခြုံမှုပညာရေးနဲ့လွတ်လပ်မှုတို့ကြောင့်စစ်အစိုးရလက်ထက်ကလေးကဒုက္ခသည်အခြေချထားရေးအစီအစဉ်တွေအရရောက်ရှိလာခဲ့ကြတာပါနော်။မြန်မာနိုင်ငံရဲ့တိုင်းရင်းသားမျိုးစုံချင်းကရင်ကချင်စသည်တို့ဟာအင်ဒီယာနာပြည်နယ်ရဲ့မြို့တော်အင်ဒီယာနာပိုလစ်မှာမိမိတို့ရဲ့ရိုးရာဓလေ့တွေကိုထိန်းသိမ်းကဘဝတစ်ကိုအောင်မြင်စွာတည်ဆောက်နေကြတဲ့မြန်မာကုံဆောင်မိသားစုဝင်တွေပဲဖြစ်ပါတယ်ရှင်။ပရိသတ်ကြီးရင်ဒီနိုင်ငံတွေမှာနေထိုင်ကြတဲ့ကျမတို့ရဲ့ညီကိုမောင်နှမတွေဟာသူတို့ရဲ့မိသားစုနဲ့အနာဂတ်အတွက်ကြီးမားတဲ့ပေးဆပ်မှုတွေနဲ့ရင်းနှီးပြီးတော့ဘဝကိုအကောင်းဆုံးဖန်တီးနေကြတာပါရှင်။သူတို့အားလုံးဘေးကင်းလုံခြုံပြီးတော့အောင်မြင်မှုတွေရရှိပိုင်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပြီးရင်ဒီကနေ့ဗဟုသုတမျှဝေမှုကိုညီကုန်းချုပ်လိုက်ရပါတယ်ရှင်။နောက်တစ်ပတ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတတွေနဲ့ပြန်လည်ဆုံတွေ့ကြပါအောင်မယ်နော်။